ကမ္ဘာချန်ပီယံဖြစ်ဖူးပြီးတော့ The KDA Machine လို့ခေါ်တဲ့ Haji ကိုအခုလိုမျိုး Fanny One Hit နဲ့နှစ်ချောင်းဆွဲပြီးတော့အယိုးရှင်ဆုံးတက်ပြသွားတာပြီးလို့ရှိရင်ခမာမြေရဲ့အကောင်းဆုံးဂျန်ဂလာလို့ပြောလို့ရတဲ့ MP The King ကို၄កောင်ညှပ်ပြီးတော့အလှကြီးတက်ပြသွားတာ MP The King ကတော့ဖိလစ်ပင်းပြန်ရောက်မှတိုင်ပတ်နေတယ်ဒါတင်မဲလားဆိုတော့မဟုတ်ဘူးအင်ဒိုမှာစိုးနေတဲ့ Lord JM ဆိုတဲ့ခြားတိတ်ကို TikTok montage တွေလိုမျိုးတကယ်ကြီးတွေရှင်းနေတာတေချာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမွန်ကိုက်ပြန်ထွက်သွားတာကအဲ့ဒီအကျဉ်းလေးထဲမှာ၄ချောင်းဆွဲပြီးတော့ပြန်ထွက်ပြသွားတာအဲ့ဒါကတော်တော်ခက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ TikTok တွေမှာအသုံးများတဲ့ Join RD ကိုWinter Crown နှိပ်ပြီးတော့၄កောင်ကြားတဲ့ဒဲကြီးဝင်ချတာပြီးလဲပြီးတော့သူမဟုတ်တယ်လို့နဲ့အေးသေးလေးပြန်ထွက်သွားတာပြီးလို့ရှိရင်ကမ္ဘာချန်ပီယံ2ကြိမ်နဲ့ဖိလစ်ပင်းတွေရဲ့အကောင်းဆုံး legendary player view ကို MDL ကအခုမှတက်လာတဲ့ဂျန်ဂလာက one hit ပိုင်းပြသွားတာစောင့်ရမ်းကျန်းတယ်လို့ Roger Damage ကလည်းသူ့ကိုတစ်ချက်တည်းပဲ MPL ဖိလစ်ပင်းနဲ့ MPL အင်ဒိုကဂျန်ဂလာတွေမဟုတ်ဘူး EHB လိမ့်မှာဆိုလို့ရှိရင် BTR ကိုအခုမှရောက်လာတဲ့လူကအားလုံး final slash ကို4မိုင်အလှကြီးရိုက်ပြတာ9កောင်ရှိရင်9កောင်ရိုက်မဲ့ site ကြီးအခုလိုမျိုး MPL ဖိလစ်ပင်းနဲ့ MPL အင်ဒိုက player mechanic တွေက individual တွေက montage တွေက highlight တွေရောအများကြီးထွက်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ခင်စီးပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ MPL ဖိလစ်ပင်း MPL အင်ဒိုအပတ်စဉ်ထူးခြားတဲ့တစ်ဆန် trick တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်တခြားတစ်ဆန် trick တွေကတော့အများကြီးတွေ့တယ်အဲ့ထဲကမှဘယ်လိုတီးတင်တီးထိုက်တဲ့အရာလေးတွေကိုပြောပြမယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အတွက်ပြောချင်ပါတယ်အဲ့ဒီတော့ MPL အင်ဒိုရဲ့ချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးဂျန်ဂလာနဲရဲ့ record တွေနဲ့အတူဗီဒီယိုလေးကိုစလိုက်ရအောင်